Hello မင်္ဂလာပါဒီနေ့ဗျာဒိတ်ချမ်းအခန်းကြီး9တက်မှစလေးကိုအတူတူလေ့လာကြည့်အောင်ထိုကတစ်ဖက်တစ်ချက်၌အခရာတင်၍တစိ့9ချက်ခတ်သောစာဆောင်ကိုပလင်တော်ပေါ်မှထိုင်တော်မူသောသူ၏လက်ရလက်၌ငါမြင်၏အာကြီးသောကောင်းကင်တမန်တစ်ပါးကထိုစာဆောင်ကိုဖွင့်၍တစိ့တို့ကိုခွာခြင်းကဘယ်သူထိုက်သည်ဟုကြီးသောအတန်နှင့်ကြွေးကြော်လျက်ရှိသည်ကိုငါမြင်၏ထိုစာဆောင်ကိုဖွင့်၍ကြည်ခြင်းကကောင်းကင်မြေကြီးအောက်၌ဘယ်သူမျှမတတ်နိုင်ထိုစာဆောင်ကိုဖွင့်၍ကြီးထိုက်တော်သူတယောက်ကိုမျှရှာ၍မတွေ့တော့ကြောင့်ငါသည်များစွာငိုကြွေးလေ၏ထိုကအသက်ကြီးသူတစ်ပါးကငိုကြွေးနှင့်ယူဒအမျိုးရှင်တေသည်ဟုသောဒါဝိဒ်အမြင့်သည်ထိုစာဆောင်ကို၎င်းတစိ့9ချက်တို့ကို၎င်းဖွင့်ခြင်းကအောင်မြင်လေပြီဟုငါကိုပြောဆို၏ထိုကပလင်တော်မှစသောတရဝါ၄ပါးနှင့်အသက်ကြီးသူတို့အလယ်၌အသေးသက်ကြီးတကဲ့သို့သောတိုးတငယ်သည်ရက်လျက်ရှိသည်ကိုငါမြင်၏ထိုတိုးတငယ်သည်မြေကြီးတစ်ပင်လုံး၌လွတ်သောဖျားသခင်၏ဝိညာဉ်9ပါးသည်ဟုသောမျက်စိ9လုံးနှင့်ဂျိုး9ချောင်းရှိ၏သူသည်လာ၍ပလင်တော်ပေါ်မှထိုင်တော်မူသောသူ၏လက်ရလက်မှစာဆောင်ကိုခံယူလေ၏ထိုစာဆောင်ကိုခံယူသောအခါတရဝါ၄ပါးနှင့်အသက်ကြီးသူ24ပါးတို့သည်တန်ရှင်းသူတို့၏ပထနာသည်ဟုသောမိရှုရနန္ဒပေါင်းနှင့်ပြည့်သောရွှေဖလားတို့ကို၎င်းဆောင်းတို့ကို၎င်းအတီးအီးကန်၍တိုးတငယ်ရှိ၌ပြက်ဝက်လျက်ကိုတော်သည်တသက်ချင်းကိုခံတော်မူသောအဖြစ်အတီးအီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခတ်သိမ်းတို့အထက်မှကျွန်ုပ်တို့ကိုယူ၍အတွေးတော်နှင့်ဖျားသခင်ဖို့ရွေးနှုတ်တော်မူ၏ကျွန်ုပ်တို့၏ဖျားသခင်ရှေ့မှရှင်ဘုရင်အရာ၌၎င်းယေဘရဟိတ်အရာ၌၎င်းခံထား၍မြေကြီးပေါ်မှစိုးစံရသောအခွင့်ကိုပေးတော်မူ၏ကိုကြောင့်ကိုတော်သည်စာဆောင်ကိုခံယူ၍တစိ့တို့ကိုဖွင့်ထိုက်တော်မူ၏ဟုအတ္တတော်တခြင်းကိုတည်၍ရှောက်ဆိုကြ၏ထိုအခါငါကြည့်လျင်ပလင်တော်မှစသောတရဝါတို့နှင့်အသက်ကြီးသူတို့၏ပတ်ဝန်းကျင်၌ဂရေတင်ချေမကအတိုင်းသည့်များစွာသောကောင်းကင်တမန်တို့၏အတန်ကိုငါကြား၏ထိုသူတို့ကလည်းအတ္တသက်ခြင်းကိုခံခဲ့ပြီးသောတိုးတငယ်သည်တကိုးစည်းစိမ်ပညာအစွမ်းတတ်သည့်ဒီဘုံအာနုဘောကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏ဟုကြီးသောအတန်နှင့်ပြောဆိုကြ၏ကောင်းကင်မြေကြီးအောင်သမုဒ္ဒရာထဲအရရက်တို့၌ရှိသမျှသောဝေနေယတရဝအပေါင်းတို့ကပလင်တော်ပေါ်မှထိုင်တော်မူသောသူနှင့်တိုးတငယ်သည်ကဘာဆက်ကောင်းကြီးမင်္ဂလာဂုဏ်သည်ဘုံအာနုဘောအစွမ်းတတ်သည့်ရှိတော်မူစေဟုပြောဆိုကြသည်ကိုငါကြားလေ၏တရဝ၄ပါးတို့ကလည်းအာမင်ဟုခေါ်ကြ၏အသက်ကြီးသူတို့သည်လည်းပြည့်ဝဲ၍ကိုးကွယ်ကြ၏ဒါဗျာဒိတ်ချမ်းအခန်းကြီးငါအငယ်1မှ14ပဲဖြစ်ပါတယ်နော်အစုံဒီနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေဘိုင်ဘိုင်